အားလုံးပဲမင်္ဂလာပါနော်ထိုင်ရောက်ကြရတယ်လုပ်တဲ့ကြိုးစားအားထုတ်လိုက်တာနားမသိပတ်စံနေပါလဲဆိုရင်တော့မသိတော့ဘူးဒါပေမဲ့ကိုလုပ်တဲ့အလုပ်လေးကတော့ပညာလေးတော့ရပါတယ်လို့ပြောစရာရှိပါတယ်ကျန်တာကတော့မရှိပါဘူးနော်မြတ်တရားတော့ပညာမရပေမဲ့လို့ပတ်စံရကြမှာပေါ့ကိုရီကတော့အချိန်ရောက်ပြီးကိုယ့်ရဲ့ပတ်စံနေပါလဲတော့မှပြန်တွေးလို့မတတ်တော့ပါဘူးနော်လုံးလုံးနေနဲ့ပတ်စံကုန်နေတယ်ပတ်စံစုပ်လို့ဆိုတာကိုတယောက်ထက်လာတော့မသိဘူးဒါပေမဲ့အမလျှော့ဘူးဒီနေ့မှာကြိုးစားမှုရဲ့ရလဒ်ကအောင်မြင်မှုဆိုတာရရှိလာမှာပဲလို့တော့ဒီချက်ရှိနေကြတာလောကမှာအများတန်းစင်ပြေလို့ရှိတယ်လည်းမနေတယ်လို့အများတန်းကြာချုံရင်းနေလည်းမရှိနေနိုင်ပါဘူးလေအောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကတနေ့နေ့ဒီချိန်မှာတော့ကိုယ်လည်းရောက်လာအောင်မယ်လို့ညွှန်လင်းပါတယ်လို့ဘဝဆိုတာတိုက်ပွဲလိုပဲလို့ဒီချိန်ကလူကြီးတွေပြောတဲ့စကားကိုကကြားပဲကြားဘူးလားကိုယ်တိုင်ကိုတော့တီးလာပြီဘဝဆိုတာတကယ်တိုက်ပွဲပါပဲမိဘလက်ထက်မှာမိဘရဲ့စီမှာမြန်မာပြည်မှာနေတော့ကတော့ဒီနေ့မလုပ်ရှင်ဘူးမတွားခြင်းဘူးဆိုနေလို့ရတယ်အခုတမန်နိုင်ငံရောက်ခါကြမှာမလုပ်ရှင်ဘူးမတွားခြင်းဘူးနားအောင်မယ်လို့နေလို့မရတော့ဘူးကိုဖေမေမဟုတ်ပဲရွယ်မြောက်တဲ့ငယ်ရတဲ့လူတွေကိုပြပြခြင်းနဲ့တမန်နိုင်ငံလာမယ်ဆိုလို့ရှိရင်ဒါတွေကိုသိထားရမယ်ကိုဖေမေမဟုတ်ဘူးသူတို့ကတမတ်ထားတဲ့စားတဲ့ရှင်ရောက်မှစားရမယ်နော်ကျမ်းမာရေးတွေအိမ်သားတွေပါတယ်တွားရင်တော့မှပဲနာယီနဲ့စက်ကနဲ့ကြော်လုံးလို့မရဘူးဆိုတာဒီနေ့ဒီမှာပေါ့နော်တမန်နိုင်ငံတွားမယ်ဆိုရင်တော့ကိုဖေမေမဟုတ်ဘူးဆိုတာတော့တွေးထားရမယ်ကိုရီးယားလက်တွေ့ကြုံတွေ့နေပြီနော်